တနည်းလာလဲချင်းမောင်ကျော်တနည်းလာလဲပဲဟင်းဘိုက်တွေမကောင်းဘူးဒီမှာ ငါချက်တတ်တယ်ဒါချက်လို့မရတာဒါရှိမှချက်လို့ရတာနားလေလားအခုဒါမရှိလို့လေချင်းမောင်ရွက်တော့အကျွဲယူပြီးကြော်ရတာနားလေလား ကဲအေးပါကွာငါဘာမှမပြောတော့ပါဘူးနင်းကြွေးတာပဲငါစားပါတော့ကဲဘိုက်စားပြီမနေ့တည်းကငါဘာမှကိုမစားရသေး ဆာလို့ဆိုပြီးတော့နင်းကမစားနဲ့နော်ဆာကနှုတ်စီဘူးတဝက်ပဲချက်ထားတာ တဝက် ဟုတ်တယ်ရှင်းရှင်းစား အာမင်းဆိုလေကွာကျက်စာကြွေးတယ်လို့ပဲဩနမကြီးဒါရိုက်တာနဲ့နမကြီးဇညွှန်းရေးဆရာဒီလိုစားနေရတယ်လို့ပြောရင်ဘလူးမှယုံမှမဟုတ်ဘူး